အမတို့ချင်းတယ်လေးတွေကိုမဖြတ်ထုတ်ပတ်နဲ့ဒေါက်လေးထက်ချင်တယ်ပြီးတော့လည်းဂျိုးထမီလေးနဲ့ဝက်ချင်တယ်ဆိုတော့ customer တွေကိုမတို့ကအရင်ဆုံးထုတ်ပြပါမယ်။သူကဒီအထည်လေးကတော့မတို့အရင်ဆုံးဘာလို့လဲဆိုတော့ကိုတိုင်းလိုပါတယ်။ကိုတိုင်းပြီးလို့ရှိရင်သူကတကယ်လို့ customer ကဘယ်လောက်ရှိလဲဆိုတော့ပုံမှန်မူတည်ပြီးတော့မတို့ကအရင်ဆုံးကိုရှေကိုယူလိုက်ပါတယ်။ကိုရှေအတိုင်းကိုမတို့တိုင်းပြီးတကယ်လို့36လို့ချင်တယ်36 39လို့ချင်တယ်ဆိုရင်အဲ့ဒီအတိုင်းကိုမတို့ကအရင်ဆုံးခောက်လိုက်တယ်။ခောက်လိုက်ပြီးတော့အဲ့ဒီခောက်ထားတဲ့နေရာတိုင်းကိုမတို့တိုင်းပြီးတကယ်လို့36လို့ချင်တယ်36 39လို့ချင်တယ်ဆိုရင်အဲ့ဒီအတိုင်းကိုမတို့ကအရင်ဆုံးခောက်လိုက်တယ်ခောက်လိုက်ပြီးတော့အဲ့ဒီခောက်ထားတဲ့နေရာကနေအမတို့တောက်တွေကိုစထည့်မှာဖြစ်ပါတယ်ဒါဆိုရင်တော့အမတို့ဒီတောက်ထည့်ရတော့မယ်ဆိုရင်အမတို့အဖုံးချမ်းကိုတီးဖို့လိုသွားပြီဒါဆိုအဖုံးချမ်းကိုမတို့ကဘယ်လိုတွက်မလဲဆိုတော့ဒီ customer ရဲ့ကိုတိုင်းကတော့ခါ30နဲ့တင်က38ကိုရှိက30ခွအဖုံးချမ်းကတင်ကိုနှစ်နဲ့စားတယ်နှစ်ပြန်ထုတ်တယ်ဒါဆိုအဖုံးချမ်းက10ခွအဲဆိုအဲ့ဒီ10ခွနေရတယ်မတို့ကတောက်ထဲမှာဖြစ်ပါတယ်19နေရာမှာမအောင်ဖတ်လိုက်တယ်ပြီးတော့တလက်မအရှိက6လက်မတစ်ခွဲกว่าမယ်တလက်မနဲ့9လက်မရှိတဲ့တောက်ကိုထည့်တယ်ပြီးတော့တောက်2ခုနဲ့2ခုရဲ့ကြားက9လက်မရှိတယ်ပြီးတော့နောက်ထပ်တလက်မ9လက်မရှိတဲ့တောက်တစ်ခွဲกว่าတဲ့6လက်မရှိတဲ့တောက်ကိုမအောင်ထည့်လိုက်တယ်ပေါ့နော်ပြီးတော့မအောင်ဒါတောက်ထည့်ပြီးသားလို့ရှိရင်ခုနကမအောင်ဆိုနာရောခောက်ထားတဲ့အဲ့ဒီနေရာနဲ့မအောင်တစ်ချက်ပြန်ကြည့်လိုက်မယ်အခုနကမအောင်ခောက်တာအတဲ့နဲ့ခောက်ထားတာပြင်မဲ့ဝတ်တဲ့ခါမှာပုံမကြမှာဖြစ်လို့မအောင်ဒီမှာအဆောင်လေးနဲ့တလက်မစင်ထားပေးတယ်ဒါဆိုတော့ဆောင်းလေးဖြစ်သွားတယ်တောက်ဖြောက်တယ်လို့ဖြစ်သွားတာပေါ့နော်အဲ့ဒါမှဝတ်တဲ့ခါမှာပိုအဆင်ပြေမယ်ဒါနှစ်ဖက်လုံးကိုမအောင်ကဒီပုံစံလေးတိုင်းလုပ်ထားတယ်ပြီးတော့သူက customer ကသူကဂျိုးလိုချင်တာမို့လို့အဲ့ဒီကြားထဲမှာကိုမတို့ကဂျိုးလေးထည့်ပြီးတော့ဆက်နဲ့ဖြည့်ချုပ်လိုက်တယ်ပြီးတော့ခုနခောက်တဲ့နေရာကနည်းနည်းအပြားကြီးတာဖြစ်တဲ့အတွက်ကြောင့်ဆက်နဲ့နင်းလို့ရှိရင်သူကအရမ်းမာတာတို့တောက်တာတို့ဖြစ်မှာဆိုတဲ့အတွက်ကြောင့်မတို့ကလက်ချုံလေးနဲ့လိုက်ထားပေးပါတယ်ဒါဆိုဒါကတော့မတို့ဒီထမိန်ကိုoriginal ထမိန်ကိုမဖြတ်ချင်မဲ့နဲ့ဂျိုးလေးလည်းထည့်ချင်တယ်တောက်လေးလည်းထည့်ချင်တယ်ဆိုတဲ့ customer တွေအတွက်ချုပ်ထားခြင်းဖြစ်ပါတယ်လိုအပ်သူများလည်းဒီလိုလေးချုပ်ကြည့်ပါအဆင်ပြေပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye